လုံးပဲမင်္ဂလာပါဒီနေ့မှာတော့အသက်19နှစ်အရွယ်နဲ့တင်တန်းကြွယ်သူထိထစ်လာခဲ့တဲ့လူငယ်လေးတစ်ယောက်ရဲ့တကယ်ဖိယတ်မန်းဇလန် The Billionaire အကြောင်းကိုပြောပြပေးတော့မှာပါကဲဇလန်စာမှာ top လို့ခေါ်တဲ့ကောင်လေးဟာစာသင်ခန်းထဲမှာထက်ဆိုင်ရင် online game ဆော့တဲ့နေရာမှာပို့ပြီးထူးချွန်သူပေါ့သူဟာ game တွေကပစ္စည်းတွေကိုပြန်ရောင်းပြီးငွေအမြောင်းများရှာနိုင်ခဲ့တယ်လို့အသက်16နှစ်အရွယ်မှာတင်ကိုပိုင်ကားတစ်စီးတောင်ဝယ်နိုင်ခဲ့ပါနဲ့ဒါပေမဲ့ဗျာသူ့ရဲ့ game အကောင့်ဟာစီးကွားဖြစ်အသုံးပြုတယ်ဆိုပြီးပိတ်ခန့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ဝင်ငွေလမ်းစီအကုန်လုံးပျောက်ဆုံးသွားခဲ့ရပါတယ်တော့ဟာစာသင်ကားကိုစိတ်မဝင်စားပဲကိုပိုင်စီးပွားရေးပဲလုပ်ချင်ခဲ့တာပါโอเคဒါနဲ့သူဟာ DVD ဆက်တွေကိုလက်ကားဝယ်ပြီးပြန်ရောင်းဖို့စူးစမ်းခဲ့သေးတယ်ဒါပေမဲ့အလိန်ခံလိုက်ပြီးပစ္စည်းအတုတွေပဲရခဲ့တာပေါ့တစ်ဖက်မှာလည်းသူ့မိသားစုဟာစီးပွားရေးပြက်ပြီးဗတ်တန်းပြောင်း40ကျော်တောင်အကျွေးတင်နေခဲ့ပါတယ်သူမိဘတွေကတော့တရုတ်ပြည်ကိုထွက်ပြေးဖို့ပြင်ဆင်ကြပေမဲ့ top ကတော့ထိုင်းမှာပဲကြံခဲ့ပြီးဒီအကျွေးတွေကိုဆက်နိုင်အောင်စူးစမ်းမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်သူ့ရဲ့ပထမဆုံးအောင်မြင်မှုအစကတော့ shopping mall တစ်ခုမှာတစ်အဲလီလော်ရောင်းတာပါပဲသူ့ရဲ့ဇွဲကြောင့်ဆိုင်ခွဲတွေအများကြီးဖွင့်နိုင်ခဲ့ပေမဲ့မကြခင်မှာပဲမောရဲ့မျက်နှာချက်တွေမဲကုန်လို့ဆိုပြီးနှင်ထုတ်ခံရပြန်ပါတော့အဲ့ဒီအချိန်မှာတော့ပါလက်မလျှော့ပဲရေမော်ကြောက်လုပ်ငန်းကိုစတင်ဖို့စိတ်ကူးရခဲ့ပါတယ်သူဟာရေမော်တွေကိုတန်ဖိုးပြီးပွဲပြီးအကောင်းဆုံးအရသာရအောင်အမျိုးမျိုးစမ်းသပ်ကြော်ခဲ့တာပေါ့ရေမော်ထောက်ပေါင်းထောင်နယ်ကြီးအလားတာခေပြီးပိတ်ဆန်တွေအကုန်နီးပါးကုန်သွားတဲ့အချိန်ကြောက်မှသာသူလိုချင်တဲ့လွတ်ဝှက်ချက်အရာသာကိုရှားဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာ 7-Eleven လို store ဆိုင်ကြီးတွေမှာသူ့ရဲ့ရေမော်ကိုတင်ရောင်းဖို့စ조사ပါတယ်။ဒါပေမဲ့အတွေ့အကြုံမရှိတဲ့လူငယ်တယောက်မို့စံချိန်စံနှုန်းမမီဘူးဆိုပြီးအချိန်ချင်းညင်းပယ်ခိုင်းရတာပေါ့။တော့ပါအရှုံးမပေးပဲသူ့ရဲ့နောက်ဆုံးလက်ရန်အိမ်ကိုပါပေါင်နှမ်းပြီးစိတ်ယုံတေးသေးလေးတစ်ခုကိုအမြန်ဆုံးတီဆောက်ခဲ့ပါတယ်။စစ်စေးရင်တွေလာစစ်တဲ့နေ့မှာအခက်အခဲပေါင်းစုံကြုံခဲ့ရပေမဲ့သူ့ရဲ့ရိုးသားမှုနဲ့စ조사အားထုတ်မှုကိုမြင်သွားတဲ့အတွက်နောက်ဆုံးမှာတော့ 7-Eleven နဲ့စားချုပ်6ခွင့်ရသွားပါတော့နဲ့ဇလန်ရဲ့အဆုံးမှာတော့တော့ဟာအသက်19နှစ်အရွယ်မှာတင်သူ့မိသားစုရဲ့အကျွေးတန်းလေးလေကိုအကျေဆက်နိုင်ခဲ့ပြီးနှစ်အနည်းငယ်အတွင်းမှာကဘာကျော်တဲ့တောက်ကဲနွိုင်းရေမော်ကျောက်လုပ်ငန်းကြီးဖြစ်လာခဲ့ပါတယ်ဒီဇလန်ကနေကျွန်တော်တို့ကိုပေးချင်တဲ့သင်ခန်းစာကတော့မင်းသာအရှုံးမပေးဘူးဆိုရင်မင်းမှာအခွင့်အလေးရှိသေးတယ်ဆိုတာပါပဲအားလုံးပဲတခုခုကိုစတင်ဖို့နောက်ကျနေပြီလို့မထင်လိုက်ပါနဲ့လို့အားပေးရင်းနဲ့ဒီမှာပဲနှီးကုံချုပ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်